ငါးသေးထိဖြစ်လာစေဖို့တိုးချက်နေတဲ့ဗမာတက်မတော်တွင်အသက်16နှစ်မပြည့်သေးတဲ့ကလေးစစ်သား9000လောက်ရှိနေပြီးအဲ့ဒီထက်ကတချို့ဟာအသက်10နှစ်တောင်မပြည့်သေးဘူးလို့အမေရိကန်ခြေစိုက် Human Rights Watch လူခွေစောင့်ကြည့်မှုအဖွဲ့ကပြောဆိုလိုက်ပါတယ်။သို့မဟုတ်မြန်မာနိုင်ငံကကလေးစစ်သားဆူဆောက်မှုပြဿနာလို့အမည်ပေးထားတဲ့နှစ်အရွယ်ကလေးငယ်တွေအပါအဝင်ထောင်တောင်းချီတဲ့ကလေးစစ်သားတွေကိုအဲ့ဒီစစ်တပ်ကအတင်းအကျပ်စုဆောင်းနေပါတယ်။ကလေးစစ်သားရောင်းဝယ်မှုလုပ်ငန်းဟာမြန်မာတပ်မတော်အတွင်းမှာစီးပွားဖြစ်လုပ်ငန်းတစ်ခုဖြစ်လာနေပါတယ်။ Human Rights Watch ဖွဲ့ကိုစစ်ဆွေးကပြည်ဝင်ခွင့်မပေးတဲ့အတွက်ထိုင်းနဲ့တရုတ်နယ်စပ်တွေစီထွက်ပြေးလာတဲ့ကလေးစစ်သားတွေကိုမေးမြန်းပြီးဒီအစီရင်ခံစာကိုထုတ်ပြန်လာလို့ဂျိုးဘေကာကပြောပါတယ်။စစ်ဆွေးပြန်ကြားရေးဝန်ကြီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးရဲထောက်ကတော့ဒီအစီရင်ခံစာဟာအရင်2002ကထုတ်ပြန်တဲ့အစီရင်ခံစာလိုပဲနယ်စပ်ရှိတောင်းကျမ်းသူတွေကပေးတဲ့သတင်းမှားတွေပေါ်ခြေခံထားတဲ့အခြေအမြင့်မရှိဆွဆွဲချက်တက်တာဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ DPP ကနေတိကျတွဲဆုံမေးမြန်းခွင့်ရခဲ့တဲ့ကလေးစစ်သားဟောင်းတွေကလေးစစ်သားမိဘတွေရဲ့အတွေ့အကြုံကတော့ဦးရဲထော့ပြောတာနဲ့ကွဲလွဲနေပါတယ်။ဘယ်မှာကဒါမျိုးတော့ကိုသိတဲ့ပေါ့။ဟောနေတာအမှတော့အလေးထားပါဘူး။ဒီတက်တွေကအော်980ခွန်3လပိုင်းပဲတက်ကတော့ရောက်နေချိန်မှာအသက်14နှစ်တက်တဲ့ရောက်တစ်နှစ်လောက်နေမှာကျွန်တော်စတော့ပြောလိုင်းတရားမြို့နယ်မှာဒေါ်ဝင်းရဲ့ကလေးငယ်မောက်ခင်မောင်လွင်အသက်နာကိုဘလို့အပြေရှာတဲ့တယ်လဲကလေးငယ်ခွေးကြီးကျွမ်းကျင်သူဂျိုးဘက်ကာကတော့အခုလိုကြံပြုတ်ခဲ့လက်နက်ကင်အဖွဲ့တွေကိုလက်နက်ရောင်းချမှုပိတ်ပင်တာအဲ့ဒီလက်နက်ကင်အဖွဲ့ကိုဓာတ်ရိုက်ထိခိုက်နိုင်တဲ့စီးပွားရေးပိတ်ဆို့မှုလုပ်တာတွေပါဝင်ပါတယ်ဒီလိုအတိအကျပိတ်ဆို့အရေးယူနိုင်မယ်ဆိုရင်ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလောက်အောင်ဆိုးဆိုးဝါးဝါဖြစ်နေတဲ့မြန်မာနိုင်ငံကကလေးစစ်သားအုံပြုနေသူတွေကိုသတိပေးတားဆီးနိုင်လိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်